ဒီနေ့ကတော့ဝီရိုဆိုင်မှာထပ်မံလှူပါတယ်အယောက်200စာလောက်ကတော့လှူဖြစ်သွားတယ်နေ့အစမှာဝီရိုရဲ့ပထမအဆုံး2ဦးအလှူလေးပါရှင်ဒီတစ်ခါတော့ဝီကိုယ်တိုင်ထပ်မံဝင်ပြီးတော့ထပ်မံကိုယ်တိုင်ထိုးတာပေါ့နော်ထပ်မံလောက်ပေါင်အစင်းစင်းလေးကိုလည်းဝီဗီရဲမှာပြသပေးပါမယ်နော်အမှန်တကယ်တော့ဝီကထပ်မံမထိုးတတ်ပါဘူးဒါပေမဲ့ဝီကိုအကုန်လုံးကူညီပေးကြတယ်ပေါ့နော်ဒီအကိုတွေအမတွေအန်တီတွေအတော်တွေကနေပြီးတော့မှကူပေးပါတယ်အဲ့တော့ဝီလည်းထပ်မံထိုးတဲ့နေကိုသိသွားပါတယ်တကယ်တကယ်ထပ်မံထိုးလို့ရှိရင်လေယောက်ျားလေးအားနေမှာပို့ပြီးတော့အဆင်ပြေပါပေါ့နော်မိန်းကလေးတွေဆိုလို့ရှိရင်ထိုးဖို့ကတော်တော်လေးကိုမှခက်ခဲပါတယ်အရန်ဟိုမှာစားကောင်းတဲ့ထပ်မံတအိုးဖြစ်ဖို့အတွက်ပါဝင်ပစ္စည်းလေးတွေကကြတော့ဝီတို့ကောင်းချင်းကတော့အထီးကပေါ့နော်ကောင်းချင်းကောင်းလေးပါမယ်ပြီးရင်တော့အနက်လေးမှုရအောင်လို့ချင်းပါမယ်အုံဒီပေါ့နော်အုံဒီလည်းအရန်ကိုဒါအဓိကပါဝင်ပစ္စည်းတွေမှာပါတယ်ပေါ့နော်အုံဒီအချမ်းလေးတွေပါမယ်ပြီးရင်တော့ဝီတို့စက်တုံဖြူလေးပါမယ်ပေါ့နော်ဒါကတော့ဝီတို့ဒီထမင်းမထိုးခင်မှာနေလှမ်းထားတာပါဒါလေးဆိုလို့ရှိရင်နှမ်းလေးတွေပေါ့နော်နှမ်းလေးတွေပါရမယ်ပေါ့နော်ထမင်းမှာဆိုလို့ရှိရင်ဝီတို့အကုန်လုံးကတော့သူ့ရဲ့ဒီပစ္စည်းအစပလာတွေအကုန်လုံးကတော့ပေါ့နော်အရေးကြီးတဲ့ကဏ္ဍတွေမှာပါတယ်မြေပဲဆိုရင်လည်းဒါမှပါမဖြစ်ပဲပေါ့နော်မြေပဲဆိုရင်ဝီတို့ဒါအကုန်ချွတ်ထားပြီးသားအကုန်မှာဒီလိုမျိုးအချမ်းလိုက်လေးတွေပါဝင်ပစ္စည်းတွေအားလုံးစုံပြီးဆိုလို့ရှိရင်တော့ဝီတို့ထမင်းထိုးဖို့အတွက်စပြီးတော့အမိဖို့ပါမယ်ရှင်ဝီတို့ဒီထမင်းထဲမှာဆိုရင်တအိုးမှာကောင်းညင်း4ဖြစ်သုံးပါမယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်မို့လို့ဝီတို့စီကို3အိမ်လောက်တော့ထည့်ပါမယ်စီပူလာပြီဆိုလို့ရှိရင်တော့ဝီတို့အုံသီးအရင်ဆုံးထည့်ပါမယ်အုံသီးကိုပေါ့နော်ဝီတို့နည်းနည်းလေးဒီအယောင်လေးရဲလာအောင်လို့စီပူပူလေးထဲမှာဝီတို့စပြီးတော့ကြော်လိုက်ပါမယ်ကဲအုံသီးကြော်တဲ့အခါမှာလဲဝီတို့ဒီအဆက်မပြတ်လေးမှွေပေးရမယ်ပေါ့နော်ဒီအယောင်လေးတွေရဲလာတဲ့အချိန်ကိုစောင့်ရင်လည်းမတူးသွားရအောင်လို့ပါအယောင်လေးတွေရဲစားပြူလာပြီဆိုလို့ရှိရင်တော့ဝီတို့ဆယ်လိုက်မယ်ပေါ့နော်အုံသီးလေးတွေမတူးသွားရအောင်လို့အရင်ဆုံးဆယ်ပြီးတော့ဖယ်ထားလိုက်ပါမယ်ပြီးရင်တော့ဝီတို့တက်လက်စထဲမှာပဲဂျင်းထည့်ပါမယ်ဂျင်းကိုအရင်ဆုံးထည့်ပြီးတော့စီတက်ပါမယ်ရှင်ဂျင်းကိုလည်းဒါအရင်ကြီးတူးတဲ့အထိမဟုတ်ပဲနဲ့ပေါ့နော်အယောင်လေးရဲလာပြီဆိုရင်ဆယ်လိုက်ပါမယ်တက်လက်စထဲမှာပဲဝီတို့စက်တုံဖြူကိုထပ်ပြီးတော့စီတက်ပါမယ်စက်တုံဖြူလည်းခုနကနီးတူပဲဝီတို့အယောင်လေးရဲတဲ့အထိကိုပေါ့နော်စီတက်ပြီးတော့အယောင်လေးရဲလာပြီဆိုလို့ရှိရင်တော့ဝီတို့ပြန်ပြီးတော့ထုတ်လိုက်ပါမယ်ပြီးရင်တော့ကောင်းညင်းထည့်မယ်ပေါ့နော်ကောင်းညင်းကိုလည်းဝီတို့စီပူထဲမှာပဲတခါတည်းလှော်ပါမယ်ရှင်ကောင်းညင်းကိုဝီတို့ထည့်တဲ့အခါမှာမကတ်သွားရအောင်မတူးသွားရအောင်လို့ပေါ့နော်အဆက်မပြတ်ဒီလိုမျိုးယောက်ျားလေးတွေအားနဲ့ပေါ့နော်လှော်ပေးရပါမယ်ရှင်အယောင်လေးတွေရဲစားပြူလာတဲ့အထီကိုလှော်ပေးရပါမယ်အယောင်လေးနည်းနည်းလေးပြောင်းလာပြီဆိုရင်တော့ဝီတို့ရေတစ်ခါတည်းထည့်ပါမယ်ရေထည့်တဲ့အခါမှာလည်းချိန်ပြီးတော့ထည့်ရပါတယ်စံလေးပြီဆိုလို့ရှိရင်လည်းရေပေါ့နော်အဲ့လိုပြည်တောင်းလေးနဲ့ချိန်ပြီးတော့ထည့်ရပါတယ်ပေါ့နော်ရေထည့်ပြီးလို့ဝီတို့ဒီစူစားပြုတ်နေတဲ့အချိန်ပေါ့နော်မှွေနေရင်းနဲ့ကိုမှအရသာလေးတွေထည့်ပါမယ်အရသာကတော့ဒီတကြားနဲ့စားကိုသုံးပါမယ်မီးအားကအရန်ကိုမှကောင်းတဲ့အတွက်ကြောင့်မို့လို့တခါတည်းအရသာထည့်ပေးပြီးတော့ပေါ့နော်သူကစူတဲ့အထီကိုဝီတို့အဆက်မပြတ်လေးမှွေပေးရပါမယ်ရေနေနဲ့ခန်းတဲ့အထီကိုပေါ့နော်မှွေပေးပါမှွေပေးပြီးလို့ရှိရင်တော့ဝီတို့ငပြောရွက်လေးနဲ့အုပ်ပြီးတော့တစ်ချက်လောက်နှက်ထားလိုက်မယ်ပေါ့နော်9မိနစ်10မိနစ်လောက်ဝီတို့အုပ်ထားပြီးဆိုရင်တော့ကောင်းချင်းကြက်ပြီးပေါ့နော်ကောင်းချင်းလေးကြက်ပြီးဆိုရင်တော့ခုနကတော့ကြော်ထားတဲ့အုံသီးကိုအရင်ဆုံးထည့်ပါမယ်အုံသီးထည့်တာကလည်းဝီတို့ဒီအကုန်လုံးထည့်လိုက်တာမျိုးမဟုတ်ပဲနဲ့ဖြန့်ပြီးတော့နည်းနည်းချင်းစီထည့်ပေးရပါတယ်အဲ့လိုမျိုးထည့်ပေးပြီးဆိုတာနဲ့ချက်ချင်းမမှွေဘူးပေါ့နော်ဝီတို့တွေဒီအနက်လေးပို့ပြီးမှွေရအောင်လို့3-4မိနစ်လောက်ပြန်ပြီးတော့နှက်ထားလိုက်ပါမယ်ခုနကငပြောရွက်လေးနဲ့ပေါ့နော်ပြန်အုပ်ထားလိုက်ပါမယ်3-4မိနစ်လောက်ပြည့်ပြီဆိုတာနဲ့ဝီတို့ပြန်ဖွင့်ပြီးတော့ပေါ့နော်ဒီသူ့ရဲ့အစာပလာတွေဖြစ်တဲ့မြေပဲတို့ပြီးလို့ရှိရင်ချင်းတို့ပေါ့နော်နှမ်းတို့အဲ့မှာဒီသူ့ရဲ့ပစ္စည်းအစာပလာတွေအကုန်လုံးကိုဝီတို့ဖြည်းဖြည်းချင်းစီပေါ့နော်ဖြန့်ပြီးတော့ထည့်ပေးပါမယ်အပေါ်ကနေပြီးတော့မှဝီတို့ဒီပစ္စည်းတွေပေါ့နော်အကုန်လုံးထည့်နေတဲ့အချိန်မှာဒီအောက်ကနေပြီးတော့မှလည်းဒီထမင်းကိုပေါ့နော်မှွေပေးနေရပါမယ်အဲ့ဒါမှနှံ့ပါပါရှင်အဲ့ဒါမှပို့ပြီးတော့စားကောင်းပါပေါ့နော်ကဲအားလုံးစုံပြီးဆိုလို့ရှိရင်တော့ဝီတို့ဒီယောက်ျားလေးတွေရဲ့အားနဲ့ပေါ့နော်အကုန်လုံးဒီထမင်းတွေကိုရောတမမှွေပါမယ်ရှင်ဝိကကြတော့ဒီအားလုံးပြီးကန်နေကြမှာပြန်ပြီးတော့မှွေရပါတော့ဒီလိုမျိုးလုံနေတဲ့အချိန်မှာတကယ်ကိုအားကြီးပြီးတော့ပေါ့နော်ဒါထမင်းထိုးကျွမ်းကျင်တဲ့သူတွေမှပဲပို့ပြီးတော့အဆင်ပြေမှာပါဒါဆိုရင်တော့ပို့ပြီးတော့အစားကောင်းပါတယ်အားလုံးပြီးသွားပြီဆိုတော့မှဝိမြည်ကြည့်တာပေါ့နော်လုံးဝအရသာလေးပြင်စရာအောင်မလို့တော်တော်လေးကိုကျွမ်းကျင်တဲ့အကူတွေအမတွေပါရှင်တကယ်ကိုကျေးဇူးတင်ပါတယ်နော်ဝိကဒီလူကျင်တဲ့ဒီပါရမီလေးလုံးဝကိုပြည့်သွားပြီပေါ့နော်အားလုံးပေါင်းဝိဘူး200စာလောက်လူဖြစ်ပါတယ်ဘူး200စာဆိုတော့ဒါတော်တော်လေးကိုလည်းဒါအလှကတော့မြောက်တယ်ပေါ့နော်တကယ်ကိုမှဝမ်းသာပါတယ်ဒီချိန်မှာထမင်းကိုပေါ့နော်အကုန်လုံးကလည်းသဘောကျတယ်စားကောင်းတယ်လို့လည်းပြောကြတဲ့အတွက်ကြောင့်မို့လို့ဒီထမင်းထိုးပေးတဲ့
သူတွေအကုန်လုံးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ပြီးတော့ဒီဝေးလှူရတဲ့အတွက်လည်းအရောက်မှာဝမ်းသာပီတိဖြစ်မိပါတယ်ရှင်နောက်လည်းဒီထက်မကလှူနိုင်ပါစေလို့လည်းဆုတောင်းခဲ့ပါတယ်ဒီထက်မကလှူနိုင်ပါစေကုသိုလ်လည်းထပ်တူရကြပါစေနော်အားလုံးကိုကျေးဇူးပါ